Hello ဒီနေ့ချက်ပြမှာကတော့ငါဟင်းလေးဖြစ်ပါတယ်။ပေါင်ပစ္စည်းကတော့ခန်းချင်သီးလေးရဲ့ချက်သွန်အနီအဖြူငရုတ်သီးအစိမ်းအချောင်းချင်းစပလင်းနနံပင်လေးဖြစ်ပါတယ်ရှင်။ကဲငါ့ကိုအရင်ဆုံးညီနဲ့မနှံ့အောင်နှက်ထားမယ်နော်။ငါကိုနေပြီးတော့ထားထားမယ်နော်နိုင်ခွက်3မိနစ်30လောက်ဟောရမညင်အောင်လေကဲဒီအခွန်တော်ပြီးသားလေးကိုအားလုံးကိုဆက်တက်ထပ်ပြီးကြိတ်မယ်နော်စီလေးပူလာပြီးဆိုတော့ခဏကြိတ်ထားတာတက်တော့အနည်းအဖြူလေးကိုပြီးကြိတ်ထားတာလေးထည့်ရအောင်နော်ဒါလေးကိုအရင်စီတက်မယ်နော်စနင်းလေးနဲ့ထပ်မယ်လို့ရှိရင်အယောင်တင်လေးနဲ့ထပ်မယ်စားလေးနဲ့ဖြူပါမယ်ကဲကြက်ပြီးဆိုတော့စပလင်းလေးထပ်ပါမယ်ချက်သွန်နီဖြူလေးမွေးလာပြီးဆိုတော့စပလင်းလေးထပ်ပြီးခဏလောက်မွေးမယ်နော်ပြီးလို့ရှိရင်ခန်းချင်ဒီလေးထပ်ပါမယ်ခန်းချင်ဒီလေးထပ်ပြီးလို့ရှိရင်တော့မွေပြီးတော့အဖောင်းအုပ်ပြီးချက်ရအောင်နော်ခန်းချင်ဒီတက်တဲ့အချိန်ပြီးချက်ရမှာဆိုတော့လေကဲသူ့အုပ်ထားလိုက်မယ်နော်နောက်ထပ်10မိနစ်လောက်အဖောင်းအောင်ပြီးချက်မယ်နော်ကဲခန်းချင်ဒီလေးတက်လာပြီဆိုတော့ခုနမယိုနက်လောက်ထားတဲ့ငါလေးထည့်ရအောင်နော်ပြီးလို့ရှိရင်ငရုတ်သီးလက်အစိမ်းနဲ့ပျောက်သွားအောင်ထည့်လိုက်မယ်နော်ဒါလေးကိုအပေါင်းပြီးချက်ပါမယ်နည်းနည်း3မိနစ်လောက်2မိနစ်ပြည့်ပြီးနောက်ကတော့ငါ့ကိုလန့်ပါမယ်နော်ခက်လုံးချက်သွားအောင်ပေါ့နော်မကြင်အောင်လေခရူးဆိုင်ပြီးဖြည်းဖြည်းချင်းမယ်နော်နောက်ထပ်2မိနစ်ချက်မယ်နော်စီပြန်လာပြီးဆိုတော့ချက်သွားပါပြီရှင်နောက်ဆုံးအနေနဲ့ကတော့ငရုတ်နန်းနန်းပင်လေးအုပ်ပါမယ်နော်ကဲလုံးဝမညီတဲ့ငါးဟင်းလေးရပါပြီရှင်
။